တို့တကယ်ခွဲရပြီပေါ့နော်ပန်းတွေချိန်တိုင်ပြန်တွေးကြမှာမတွေးခင်ဆက်ကြမှာနင်ဒုက္ခရောက်နေတာမှမဟုတ်တာမတတ်တာလို့ငါတဲလေးမှနင်တို့လင်မယားကိုခေါ်ထားပဲမယ်ဘာမှမပြည့်စုံစားစရာတောက်စရာနေစရာဘာမှအဆင်ပြေတာမဟုတ်အခုတိုက်ကြီးတာကြီးမှအထေးချွေးမှနင်ပြည့်စုံတော့မှာငါဝမ်းသာတယ်ဟာငါဝမ်းသာတယ်နင်ငါကျေးဇူးတင်ပါတယ်နော်လို့လားဒီလူနဲ့ဒီလူဒီစကားမလို့ပါဘူးပန်းတွေငါတော့အေးပါတကယ်ရှင်ထုံးဟောမေကျူးဆိုင်ကွာမင်းလည်းချမ်းမိုက်ကျူးဆိုင်ပါတကယ်ကြီးမင်းမျက်နှာတရွာထင်ပြီးလိုက်လာမယ်မင်းမိမအတွက်မင်းမှာအပြည့်တာဝန်ရှိတယ်ဆိုတာမမေ့ပါနဲ့မမေ့ပါစိတ်ချပါတကယ်ကြီးငါဘန်းတွေကိုစစ်ချမ်းတော်ထားပါမယ်တကယ်ကြီးငါယုံနေတကယ်ကြီးငါယုံနေငါတကယ်ချင်းနှစ်ယောက်ပြည့်ပြည့်စုံစုံနဲ့နေရပြီမိမိပါလေလာခုငါစီမလို့မင်းမပြေမတော့ဘူးတကယ်ချင်းနင်လည်းကျမဟိခယူဆိုင်အောင်နော်ငါအတွက်ပူနေတယ်ငါအတွက်ပူနေတယ်ငါဆင်ပြေတယ်ငါတော့ရမယ်နော်တောင်ကြကြပြားကြကြနေတတ်တဲ့သွားကြရအောင်အေးထုံးအေးချမ်းမိုက်ကျူးဆိုင်တော့တကယ်စိတ်ချပါကွာခဏလေးနော်တော့လေနင်းနဲ့ငါခွဲရတော့မှဆိုတော့ငါ့ကိုနင်းရဲ့အမှတ်တရတစ်ခုခုလောက်မပေးလိုက်ချင်ဘူးလားယင်ငါ့ကိုစိတ်မကောင်းဖြစ်เสียမပြောပါနဲ့လားပန်းချုပ်တည်တယ်ငါအတွက်နင့်ကိုပေးเสียဘာရှိမှာတဲ့လေဟာရပါတယ်ဟာဘာပဲဖြစ်ဖြစ်ပေါ့ဟာနင်းရဲ့အမှတ်တရဆိုပြီးရောလေဟာငါဘာမှမပေးနိုင်နဲ့ငါ့ကိုနားလေပါပန်းတွေဒါဆိုရင်ငါရှိတဲ့ဟာပဲယူသွားလိုက်မယ်ဟာတခုခုနော်ရှိတာပဲယူသွားလိုက်ပါမယ်ဟာငါတော့စားချင်နေကြပြီတကယ်ချင်းငါသွားရမယ်နော်တော်လိုက်တဲ့ငါမိမ့်ပါကွာတော့တော့မယ်ဟဲ့အမလီမရတာကိုယူသွားသေးကွာငါမှတော့ဝမ်းနေလဲရတာ तू ကမုံကိုအသက်ကုန်အေးပါပန်းတွေအေးပါကိုအောင်ဘာပဲပြောငါတငယ်ချင်းနှစ်ယောက်ငါစီထပ်ပို့ပြီးတော့ပြည့်စုံချမ်းသာတော့မှာမို့ငါဝမ်းသာပါတယ်တို့ကံမကုန်သေးရင်ပြန်ဆုံကြအောင်မှာပေါ့ဟာမင်းဘာတွေသဘောကျအားတွေသဘောကျနေပါမီလေအာသဘောကျတာပေါ့ကျမအကြံစီအောင်မြင်ပြီလေမင်းဘာတွေကြိတ်ကြံနေပြီပြောကမဒီမှာตาလဲနိုင်ငံသားရောက်သွားပြီဟိုကောင်မပန်းတွေလဲကလေးမွေးပြီးတာနဲ့အိမ်မောကနေတခါတည်းနင်းချလိုက်အောင်ပဲနေတော့မဘာကြံစီနဲ့မင်းကသူတို့ချင်းသူတွေနေတယောက်နေရောက်ကျင်လိမ်မဲဖြစ်သူစနီးမှလဲကိုလေးလည်းဝင်နေမွေးတဲ့ဖွားတော့အဲ့ဒါဘာကြောင့်တောင်းနိုင်ငံခြားလွှတ်ရတာတော့ဟုတ်မှာပေါ့ကျမတို့သားရဲ့တိုးတက်ရလမ်းကြောင်းကိုလွတ်ရပါဒီမှာရှင်စကားမရှိနဲ့ကျမကြံစီဒီအောင်မြင်နေပြီနားလေလားမလင်းသားမရှိမွေးပြီးဖွားပြီးခမရမျက်နှာငယ်မှာပေါ့ကွာအော်မျက်နှာငယ်တော့ပါမျက်နှာငယ်တော့ပါဘာကောက်မြည်လဲအလကအမျိုးတချမ်းရောက်ဒီမိမခက်တော့တာပါစကားနေနာနေတယ် तू ကအောင်မင်းအားမမလေးအားလေးနဲ့ချစ်ပြလိုက်မမလေးတော့ကြည့်ပါဦးဂျွန်းလုံးလို့မလေးစားမင်းနာမလေးချင်တယ်အားလေးနဲ့ကြည့်လိုက်မလေးရဲ့တော့ကြည့်ပေးလေမလေးညင်းလိုက်နော်မလေးညဲငါစိုးထိုးတာမင်းမလေးညဲမလေးမမကြီးတောင်းမိလိုက်အောင်မလေးချစ်စရာကောင်းလိုက်တော့မမကြီးအေးမွေးလေခေါ်ခဲ့ငါစီကိုတို့မြည်လေးကွာတို့မြည်လေးရပြီကွာမပြောနေတယ်အားမမကြီးဘာလဲအားမမကြီးချစ်ပါမမကြီးရဲ့ချစ်စရာလဲချစ်တော့မမကြီးချစ်တာတမလဲမွေးတယ်ဟောချောတာမလဲမမကြီးနဲ့တပ်ပုံစံနဲ့ပဲဘလူးချလိုက်တယ်ဘလူးကြောဘာဘလူးကြောလဲဘာဘူးချစ်စရာကောင်းတယ်လားပြောတာမမကြီးကြည့်ပါဦးစကားမများနဲ့စကားမများနဲ့လက်တယ်ရောလက်တယ်လားအမီနာအနာပေါက်ကနေလေလုတ်ပေးလိုက်တယ်
ပတ်စံ9သိန်းပေးခိုင်းတာကိုပေးရလားပေးလာတော့မမကြီးကဘောတော့ဘဲလို့လိုက်တယ်ကျင်းတယ်နော် तू ကကျင်းတော့မမကြီးအားမမကြီးချစ်မမကြီးပြောကြီးဆိုင်ရာကြီးမမကြီးရဲ့စနေပါကိုဟုတ်ပါငါပြောတာကိုနားထောင်ငါခိုင်းတာကိုလုပ်ဒီကလေးကိုလူသူမရှိတဲ့နေရာမှာသွားလွတ်ပြလိုက်ရှာအားမမကြီး ဘယ်လိုလုပ်တယ်လဲကွာ မမချင်းနာဒီမှာအမင်းနာတော့ဆင်းရတယ်မမချင်းတော့ဆက်တာအခါမချဘူးမမချင်းဆင်းရလို့အိမ်ပေါ်လာလုံနေတာလေမမချင်းကလည်းအမင်းနာတော့မရှိဘူးနော်မမချင်းတော့အိမ်မှာဂတ်စားတယ်ဂတ်ပြီးတော့အနေတယ်ဒါပေမဲ့မမချင်းတော့ဆက်တဲ့အခါမချဘူးဘာဖြစ်လို့ဒီကလည်းလည်းသုံးပြီးတော့သုံးပြခိုင်းရတယ်လဲမမချင်းရဲ့ဘလို့ချင်းဘူးအမျိုးရောက်တယ်မို့လို့မမချင်းရဲ့ကလည်းလေချီးပေါ်ရန်ကောင်းတာမချချစ်စရာလဲအမင်းနာတော့လေမမချင်းတော့အောက်တန်းကြတဲ့စိတ်တမျိုးဘက်တာမလာဘူးမမချင်းအဲ့ဒါဆိုဒီကလေးမလွတ်ပြဘူးပါလာပြမယ်လွတ်ပြမယ်လွတ်မပြရင်လေနေမှာဒီကလေးနောက်လိုက်သွားမယ်မမကြီးအမင်းနာကတော့အိမ်မနဲ့နဲမချလိုက်ပါနဲ့မဲမဲကြီးနာလွတ်ပြလေအဲ့ဒါဆိုနေချမခံရင်သွားလွတ်ပြကဲလေလေတန်းနာဘောကမနဲ့မဲမဲကြီးတန်းနာရင်နေမှာလက်သွားလို့အမင်းနာလိုက်သွားလို့မရဘူးလေမဲမဲကြီးနဲ့ပဲမဲမိနာနေမှာနေသွားခလေးလွတ်ပြသွားနေတယ်လေဘာပဲမလဲမရှိဘဲနဲ့တိတ်တန်းနာဘောကောက်တော့ပဲအမတိတ်တန်းနာနေမှာလိုက်သွားလို့ပြောနေတယ်မဲမဲကြီးတော့လေသွားမြင်မဲမဲကြီးကလေလူစိတ်ကိုမရှိဘူးအဲ့ဒီမမကြီးအမလေးငါ့ကိုလူစိတ်မရှိဘူးတဲ့ဘာလဲပြောနေတော့နင်းတော့ပေတော့မယ်မမကြီးကနေနေမမကြီးနဲ့တူတယ်လေမမကြီးမတူဘူးသွားမတူဘူးနားလိုက်တာလာမအော်ကြောကြောအဲ့ဒါမမကြီးလူကြည့်ပြီးတော့သွားကလေးလေးကလေမမကြီးနဲ့တူတယ်လေဘာကြီးကသူ့ဘာခေါ်သွားအကောင်အိမ်မောနေချလိုက်နားလိုက်တာမမကြီးအဲ့ကျရောက်တယ်ငိုချင်းရှေ့ချနေတယ် မင်းမနှလုံးသားမှာရှိရလားမင်းမ နှလုံးသားမရှိတောင်းလည်းမရှိရှင်းမမကျင်းနိုင်လိုက်သွား ကိုတွေ့ကိုမြင်မဟုတ်ဘူးလား ဘာမီးပါလဲပေါက်တက်ခရတယ်ပေါက်ပန်းလေးစေ ခလေးကိုမတန်းနဲ့အောင်ခလေးမေခမညာ ကလေးမေလည်းနင်းချလိုက်ပါနင်းချပါပဲ မင်းထင်နိုင်ကျင်းနေလို့တော့ ရှင်ဟုတ်ကဲ့ဟုတ်ပါတယ်ဒုံးရင်ကပါရှင်ဖယားကိုရွှေသွေး အားတော့ကွာလာတကြ လာပါကျမတို့သားလေးလေးနိုင်ငံခြားမှာအင်ဂျင်နီယာလုံရင်းနဲ့ အေး သူ့စောက်တဲ့တိုက်ကပြိုကျပြီးတိုက်ပြီးလို့ဆုံးပြီသားလေးသေးပြီကိုရွှေသွေးသားသေးပြီကြောင်းသားသေးပြီ အဲ့တော့မင်းကြောင့်မင်းတော့ပေးလားပို့လိုက်တော့မင်းကြောင့် ဦးရှိအကြံတောင်းတော့ဘယ်လိုလုပ်ကြမလဲပြောပါဦးသားလေးသေးပြီတော့ ဘယ်လိုလုပ်ရမလဲကွာသားလုံနေတဲ့နိုင်ငံညာသူလုံနေတဲ့ကုမ္ပဏီကိုလာအကြောင်းကြပြီးဒီကိစ္စကိုအကြောင်းကြောင့်မင်းမဖြစ်မှာပေါ့ကွာ ကိုရှိတော့ပါတော့ဘာပြမမရှိတဲ့ငါကလေးလေးတန်းနာပါဘူးဒီကလေးလေးအမင်းအပန်းမတားကြမကိုမသိတော့ပါဘူးကလေးလေးရဲ့အမင်းကကိုလပါတော့အမင်းလေးကလေးလေးကိုလည်းမကနိုင်တယ်လို့အမင်းကကိုလည်းမကနိုင်ဘူးဒီကလေးဒီတိုင်းထားခဲ့ရလေကလေးလေးအနေရပြမဆိုးရတယ်ဟုတ်ပြီအမင်းတဲရောက်တွေ့သွားတဲ့အချိန်ဒီအမင်းစောင့်ကြည့်ပြီးမှပြန်မယ်ဟုတ်တယ်အမင်းလိုပဲလုပ်လိုက်တော့မယ်ကဲလေး